sorry အားလုံး sorry ကွာအဲ့တော့စောနာပြောရတဲ့စကားအတိုင်းငါတို့ပြီးပြီနော်အဲ့တော့ like အမယ်ဟုတ်ပြီလားပြီးပြီမလားပြောစကားတစ်ခွန်းပြောပြီးပြီမလားပြီးပြီဒါမဲ့ငါမယ်နင်းမနဲ့နင်းမားတဲ့ငါမသိချင်ဘူးပြီးပြီဆိုပြီးပြီပဲအဲ့တော့ဒီ like ချပြီးတာနဲ့ဒီဆိုတော့ငါပြန်ဖြုတ်မယ်ငါနင်းနဲ့လည်းမဆက်သွယ်တော့ဘူးပြီးပြီနော်အားလုံးပဲပြီးပါပြီ Okay နင်းနာမည်ကောင်းလေးယူပါပါနင်းတက်လည်းပြောပါစီနော်ငါနာမည်ငါကောင်းတယ်လို့ငါတခုမှမပြောပါဘူးစွမြတ်တို့ရဲ့မပြောပေမဲ့နင်းစကားကြီးကလုံးဝတစ်ဖက်သက်ကြီးဟာပါတော့ထားပါတော့ထားပါပြီဘိုင်ဘိုင်ပါအန်လိုက်ပါမယ်နော်နောက်ဆုံးပွဲထိကြည့်သွားပေးတဲ့ viewer နှုတ်ဆက်မယ် record လုပ်ထားလို့ရှိရင်လည်း memory လည်းပြည့်ကုန်မယ်เนาะအဲ့တော့ bye bye အားလုံးပဲ bye bye ပါခင်ဗျာအားလုံးပဲကျေးဇူးတင်ပါတယ်သူ့ကိုလည်းမဆဲပါနဲ့ကျွန်တော်လည်းမဆဲပါနဲ့ကျွန်တော်ရဲ့ပတ်သက်တဲ့လူလည်းမဆဲပါနဲ့အားလုံးဘယ်သူမှငါ့ကိုဆဲခိုင်းစီချင်တာပါငါသိပါတယ်ထားလိုက်ပါတော့လှုပ်လိုက်ပါတော့အန်လိုက်ပါတော့ငါတကယ်စိတ်ပြတ်နေနေဟေးပါလေโอเคဆိုတော့ဘိုင်ဘိုင်ပါခင်ဗျာဘိုင်ဘိုင်ပါကျွန်တော်မှားလာတော့မမေ့ကြပါနဲ့เนาะဘယ်သူမှတော့မဆဲကြပါနဲ့အားလုံးပဲကျွန်တော်ဒါကွာငါလေတံမင်းတို့အတိဆုံးကွာ viewer တွေမင်းတို့အတိဆုံးငါဒီလိုကောင်းကောင်းပြောတယ်ဆိုတာရှားတယ်ကွာငါပွဲဖြစ်လို့ရှိရင်ငါဆဲဆိုတာပဲရှိရယ်เนาะအဲ့တော့ဒီတစ်ခေါက်မှာငါပွဲကိုအမြန်ဆုံးပြီးကျင်လို့ record ထားတဲ့သူတွေဆိုလို့ရှိရင်လည်းကျွန်တော်နှစ်ယောက်ကအခုအားလုံးကြားတဲ့အတိုင်းကျွန်တော် AC ပဲပွဲကိုပြီးလိုက်တာဖြစ်ပါတယ်အဲ့တော့record ထားလို့ရှိရင် TikTok မှာအရင်အခုစူညံတဲ့အတွက် TikTok ကိုပဲပြန်တင်ထားပေးပါเนาะအားလုံးပဲကျေးဇူးတင်ပါတယ်ဘိုင်ဘိုင်ပါ good night ပါ